မော်တော်အုပ်ရဲ့လျှို့ဝှက်ချက် Do you see ဒါ that? ကတော့ညီညီနဲ့သူ့ရဲ့အချစ်တော်ခွေးလေး Fluffy ပါသူတို့နှစ်ယောက်ဟာနောက်ဖေးချန်ထဲမှာပျော်ပျော်ပါးပါးကစားနေကြတာပေါ့ Get the ball. Arf, arf, arf. ဒါပေမဲ့မတော်တဆကန်လိုက်တဲ့ဘောလုံးလေးဟာချန်စီယိုဟောင်းကြီးကိုကြော်ပြီးလျှို့ဝှက်ဆန်းကျဲတဲ့တောအုပ်ထဲကိုရောက်သွားတဲ့အခါ Oh no. Bark? It's gone. It's gone. Why? တတိခဲလေးညီညီဟာ Fluffy နဲ့အတူချန်စီယိုပေါက်လေးကနေတိုးဝင်လိုက်တဲ့အချိန်မှာတော့အန်ဟိုးစရာကဘာတစ်ကြီးတစ်ခုကိုရောက်သွားပါတော့တယ်တောက်ပနေတဲ့တန်းလေးတွေနဲ့မော်ဆန်တဲ့တောအုပ်ကြီးပေါ့ Wow! Look at that, Nini. Wow! Look at that. What is this place? It's so beautiful. Wow! Look at that. So pretty. It's magic. ထူးဆန်းတာကတစ်ပင်ကြီးကမျက်လုံးပွင့်လာပြီးစကားပြောနေတာပါပဲထူးဆန်းတဲ့တစ်ပင်ကြီးကဘာပြောလိုက်ပြီးညီညီတို့ဘာတွေဆက်ဖြစ်မလဲနောက်ပိုင်းမှာစောင့်ကြည့်လိုက်ဖို့ဖိတ်ခေါ်ပါတယ်ကလေးတို့ရေ Welcome